တို့မေးလိုက်အမြဲအသစ်ရှိတယ်တို့ဒီကြောင်းလာလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်ပြီဆိုရင်ကိုရီးယားတစ်ခုမြင်တို့3ခုလောက်မြင်တယ်ကိုပတ်စံပေးမှလည်း operation ကပတ်စံပေးမှ innovation ဒီ one time ပဲသူကဟိုကိုအတွက်တစ်ခုခုပေါက်သွားပြီဆိုရင်တော့အဲ့ဒါကိုရနိုင်တယ်ပေါ့နော်ဒါပေမဲ့ innovation နဲ့အလုပ်ဖြစ်ချင်မှဖြစ်မှာလေတည်ရမှာအဆိုရင်ပေါ့နော်ဟို operation နဲ့ innovation ဆိုပြီး audit ကြားလိုက်တယ်ပေါ့နော်ဟိုတချို့ကြတော့ operation ဘက်ကိုအားတာတယ်အဲ့မှာဆို audit လည်းပါတယ် audit ကြတော့လို့ idea အသစ်တွေစဉ်းစားတာ action plan လောက်ရကြိုက်တယ်ပေါ့တခုဆိုရင် implement လုပ်လိုက်ရကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးတဲမှာလူငယ်တွေမှာလည်းအဲ့လို operation နဲ့ innovation ဝါသနာပါလို့ရှိမယ်ကိုပေါ့ရင်အဲ့ကကြရင်တို့အနေနဲ့ဟိုဘယ်လိုမျိုးတို့ဘာတို့သိအောင်လုပ်တဲ့နဲ့ကိုပေါ့အဲ့ဒါကြတော့လေအဲ့ဒါ तू ကစီးပွားရေးလုပ်တဲ့ခါကျရင် तू လူ3မျိုးပဲရှိတယ်ပထမတစ်မျိုးကကြတော့ like ခုန innovate လုပ်တဲ့ဟာပေါ့ entrepreneurship လို့မျိုး entrepreneur type ပေါ့နော်သူကအစ်တချို့ CEO တွေဆိုတွေ့ရတယ်သူတို့အမြဲတမ်းလုံးဝ idea အစ်တွေပဲထုတ်နေတာကိုရီ team member တွေမှလည်းအရင်တော့အဲ့လိုလူမျိုးတွေရှိတယ်သူတို့ကဘာလဲဆိုတော့သူတို့မေးလိုက်အမြဲအစ်ရှိတယ်သူတို့သွားပြီးတော့စကားပြောလိုက်ပြီးဒီကြောင်းလာလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်ပြီဆိုရင်ကိုရီးယားတစ်ခုမြင်သူ3ခုလောက်မြင်တယ်ဒါပေမဲ့အဲ့လိုလူတွေကသတိထားကြည့်ကြနော်အဲ့လိုလူတွေကဘာအားနည်းချက်ရှိတယ်ဆိုတော့ပထမတစ်ချက်သူတို့လူတွေနဲ့ပတ်သက်ပြီးအားနည်းချက်ရှိတတ်တယ်နောက်တစ်ခုကကျတော့အဲ့ operation execution နဲ့ပတ်သက်ပြီးအားနည်းချက်ရှိတတ်တယ်ဟုတ်တယ် အဲ့လိုမျိုးပဲတချို့ကကျတော့ဘာဖြစ်လဲဆိုတော့အဲ့ execution အရန်တာတယ်နော်အဲ့ operation မှာအားတာတဲ့သူကျတော့ဘာဖြစ်လဲဆိုတော့လူတွေနဲ့တခါလေကြာနည်းနည်းခက်ခဲရှိတယ်ပြောချင်တယ်လူနဲ့သိစကားပြောချင်တော့သူပဲလုပ်လိုက်မယ်တစ်ဖက်မှာကျတော့ innovation လည်းအားနည်းတယ်သူတို့ကပြောချင်တာ तू ဒါပဲ तू လုပ်နေကြပါပဲ तू ခံရသေအောင်ခိုင်း तू ဘာမှမဖြစ် तू လုပ်လိမ့်မယ် तू သေအောင်လုပ်သွားလိမ့်မယ်ဒါပေမဲ့ तू အစ်စ်သွားစဉ်းစားခိုင်းလိုက် तू လုပ်ထွက်သွားလိမ့်မယ်အဲ့လိုလူမျိုးရှိတယ်နောက်ဆုံးတစ်စုကကျတော့လူတွေနဲ့အရန်တော်တယ်သူတို့ကဘာလဲဆိုတော့ team တွေ manage လုပ်တာတော်တယ် team တွေ organize လုပ်တာလည်းတော်တယ်ဘယ်လိုမျိုး resource တွေကို allocate လုပ်ပြီးတော့ဘယ်လိုလူတွေကိုချပေးရမလဲဆိုတာလည်းကောင်းတယ်လူတွေနဲ့လည်းဟိုအဲ့ဒါဘယ်လိုခေါ် interpersonal skill တွေအရန်ကောင်းတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့သူတို့လည်းသွားစဉ်းစားခိုင်းလို့မရတယ်လို့သူတို့လည်းတကယ်ကြီးဝင်ပြီးသူ့အလုပ်လုပ်ခိုင်းလို့မရဆိုတော့အဲ့လိုလူမျိုးတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့entrepreneur ရယ် manager ရယ် executor ရယ်ဆိုပြီးတော့3ဦးဆိုပြီးတော့ခွဲလိုက်ရတယ်အဲ့တော့စီးပွားရေးလုပ်ငန်းထဲမှာအဲ့3ခုကို balance မျှအောင် HR ကိုကန်ရတာဒါပေမဲ့3ခုတည်းတစ်ခုခုကြံခဲ့ပြီဆိုရင်အဲ့ကိုဟာလေလုပ်ငန်းအမှတစ်ခုခုယို့ရွေးနေတယ်လို့တခါကျရင်ကျွန်တော်တို့တွေ့ပူးလိုက်မယ်တချို့ဒါတင်တန်းကြောင်းလောကမှာဆိုရင်ဒီ education လောကမှာဆိုရင် operation အရင်ကောင်းတယ် review တွေကြည့်လိုက်ရင်အရင်မိုက်တယ်သူတို့ team တွေကလည်းအရင်စီးလုံးနေလို့မြင်ရတယ်ဒါပေမဲ့ကြည့်လိုက်တစ်နှစ်လုံးနေလို့သူတို့မှာဘာအသစ်မှမရှိဘူးအဲ့ဒါ innovator ပျောက်နေတာအဲ့လုပ်ငန်းတချို့ကျတော့လည်း innovation အရင်ကောင်းတယ်ကြည့်လိုက်ဟိုကအသစ်တွေထွက်လာတယ်လုံးဝ AI video တွေဆိုလဲကိုရီတောင် AI ဘာလဲမလေးလာသေးဘူးသူတို့အဲ့မှာ AI video တွေထွက်ကောင်းထွက်နေပြီဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျောင်းသားစာတော့တင်တဲ့အခါကျရင်သူတို့အဲ့ကျောင်းသားတယောက်က satisfaction မရအောင်ဘာလို့လဲဆိုတော့ operation ချို့ယွင်းနေတာဘာမှမရအဲ့လိုပေါ့နော်ချို့ကျတော့လည်းအပြင်ပိုင်းကြည့်ရင်တော့မိုက်တယ် innovation နဲ့အရင်ကောင်းနေတာလုံးဝကျောင်းသားတွေလည်း customer ရဲ့အဆင်ပြေတယ် operation smooth ဖြစ်နေဒါပေမဲ့အဲ့ကနေထွက်လာတဲ့လူတယောက်ကအဲ့ကုမ္ပဏီမှမဟုတ်သူက3လလောက်ကိုသူ့မှာအလုပ်တောင်ပြန်မချနိုင်တော့အရင်ဘယ်လိုပြောမလဲ stress fatigue တွေဖြစ်သွားတယ်ဘာလို့လဲဆိုတော့အထက်မှာ team ကို manage မလုပ်နိုင်ဘူးသူတို့အထက်မှာပြဿနာတွေအများကြီးတက်တယ်အဲ့လို company တွေရှိတယ်အဲ့တော့ကိုက balance ဖြစ်အောင်လုပ်ရတယ်ဟုတ် thank you ကိုပေါ့အဲ့လိုလေးကြားတော့လေအဲ့လို team နဲ့လုပ်နေတဲ့သူတွေအတွက်လည်းတော်တော်လေး knowledge sharing ရအောင်မယ်ပေါ့နော် knowledge တွေရအောင်မယ်လို့ယုံကြည်တယ်အဲ့တော့ Olic ကိုယ်တိုင်ရောပဲပေါ့နော်အဲ့လိုလုပ်ငန်းတစ်ခုအောင်မြင်နေဖို့ပုံမှန်လေးပတ်နေဖို့ကြတော့ team ရှိနေမှာရတာပေါ့နော် team ကောင်းနေမှာရပါပေါ့အဲ့တော့ကိုပုံးနေနဲ့ကို team ကိုဘယ်လိုဖွဲ့စည်းခဲ့တယ်ပြီးတော့ကောင်းတဲ့ team တစ်ခုရဖို့အတွက်ဘာတွေလိုအပ်တယ်တင်လဲကိုပေါ့team ကိုဖွဲ့စည်းတယ်ဆိုတော့ဟာကကြတော့ကိုရီကဒါနည်းနည်း unique ဖြစ်တဲ့ situation ဘာလို့ဆိုသူတို့ကဟိုဝန်ထမ်းလိုမျိုးခေါ်ပြီးတော့ရောက်လာမှာမဟုတ်ဘူး volunteer project တခုခေါ်လိုက်တယ် side hustle တခုလုပ်မယ် volunteering လုပ်ပေးဖို့ပေါ့နော်အဲ့တော့ကိုရီတကယ်လို့ဝင်ငွေရှိတယ်ဆိုရင်သူတို့အဲ့ဝင်ငွေရဲ့လစာပြန်ထုတ်ပေးမယ်ပေါ့အဲ့တော့ဝင်ငွေရဲ့လစာပြန်ထုတ်ပေးမယ်ဆိုပြီးတော့ပြောပြီးတော့ခေါ်လိုက်တယ်ပေါ့နော်ခေါ်လိုက်တဲ့ခါကျတော့သူတို့ကအဲ့လိုပဲ join ရတာပေါ့နော် join တာတော့ဆက် join ရင်တော့အများကြီးပဲအများကြီးပဲပြီးတော့အဲ့လိုပဲတစ်ပတ်နှစ်ပတ်လောက်ထဲမှာထွက်သွားတဲ့သူတွေရှိတယ်အဲ့ကနေပြီးတော့ကြံခဲ့တဲ့သူတွေရှိတယ်ဆိုတော့ကြံခဲ့တဲ့သူတွေစငိမ့်တာပေါ့နော်ငိမ့်တဲ့အခြေအနေစပြီးတော့မှအဲ့ဒီခုနကပြောတဲ့တကယ်ကို team တခုကိုစပြီးတော့ဖန်တီးတာပေါ့နော်အဲ့ဖန်တီးတဲ့နေရာမှာဟိုအဲ့ဒါကြတော့လူရွေးချယ်တော်ခြင်းမတော်ခြင်းဆိုတာတခုဒီအစဆုံးပေါ့နော် startup တခုစတဲ့အခါမှာတော့ကန်တရားအရင်အရေးကြီးတယ် network လည်းအရင်အရေးကြီးတယ်ကန်တရားအရင်အရေးကြီးတယ်ဆိုတာကကြတော့လူမကောင်းတဲ့သူဆိုတာကိုကမသိနိုင်ဘူးလေဘာလို့ဆိုကိုယ်လည်း startup လုပ်မှာဟို experience ရှိတဲ့ HR တယောက်လည်းမဟုတ်ဘူးကိုက marketer လေအဲ့တော့လူရွေးဖို့အတွက်ဆိုတော့အခုလိုမျိုးအခုဆိုရင်တော့ interview မေးလိုက်ရင်တော့နည်းနည်းကြည့်လိုက်ရင်ဒီလိုကဘယ်လိုလူမျိုးလဲဆိုတော့ဆုံးဖြတ်လို့ရတယ်ဒါပေမဲ့အဲ့တော့အဲ့ experience မရှိတော့ဘာဖြစ်လဲဆိုတော့ကိုရှိကို approach လုပ်လာတဲ့သူကိုယုံကြည်တဲ့လူပဲကွာစရတယ်ကိုကလည်းသူတို့ယုံကြည်နဲ့ဒီလိုပဲစတင်ခဲ့တာပေါ့နော်အခုအချိန်မှာဒါလင်မေးရင်တော့ဒီအဖြေရှိပေမဲ့အဲ့တော့အဖြေရှိမှာမဟုတ်ဘူးလေအဲ့လိုမျိုးနော်experience သင်သွားတာပေါ့နော်ကပုံပြောရမယ်ဆိုရင်